ရှိခင်လေးစားပါတော့ဥပဒေရဲ့ဖန်အားလုံးနော်တိုက်ကျက်ဝါနာရှင်အားလုံးဥပဒေရဲ့တာသမီးအကိုတူညီမြေနော်အားလုံးဥပဒေကြက်အကြောင်းပြောဆိုခြင်းကိုနော်ဥပဒေဘာပြောဘာလုပ်ဒီကနေ့တော့ဥပဒေဖန်မှာရှိတဲ့ဥပဒေကလေးတွေကိုဥပဒေကြက်ပွဲတစ်ပွဲအရန်စိတ်ဝင်စားတဲ့ကောင်းတဲ့ကြက်ပွဲလေးတစ်ပွဲအကြောင်းပြောမယ်ဒီနေ့ဖြစ်သွားတာအဲ့တော့ဒီကြက်ပွဲမှာတကောင်ကနည်းနည်းကြီးစီးပွားစီးတယ်နော်တကောင်ကကြက်လက်တိတ်တီးမှုရှိတယ်ရုံအားဆွဲရမိုက်ကြောကြီးကောင်းတယ်အားနည်းနည်းသေးထားတယ်အဲ့တော့ဒီကြက်ပွဲဖြစ်တဲ့အချိန်မှာဒီပွားစီးတဲ့ကြက်ကသူကပွေးငုတ်တဲ့အနေထားပါထားတယ်နော်သူကအတန့်ပြန်လေးနည်းတယ်အဲ့တော့ဟိုဘက်အောက်ကြက်ကြတော့မိုက်ကြောကြီးကြက်လက်တိတ်တီးမှုနဲ့လက်ဆက်တန်တာမှာဒါပေမဲ့တကယ်တမ်းခုတ်လိုက်တဲ့ခါမှာခုနကနည်းနည်းကြီးစီးပြီးတော့ကျမ်းမာရေးနည်းနည်းပွေးပြက်နေတဲ့ကြက်ကသူ့မှာကြက်ကွက်လေးပါပြီးတော့ဇတ်ဆိုသူကလေဘင်းကိုဆွဲယူခွတ်လိုက်လို့ရှင်လေဘင်းကိုတွန့်လိန်ဖြစ်နေအဲတွန့်လိန်ဖြစ်နေဒါပေမဲ့ဟိုကြက်ကတော့သူ့မှာစိတ်ဓာတ်ခွန်အားနှုတ်သီးအားခြီအားသူကအမာတင်ခွတ်တာဟိုကြက်ကအပေါ်ကြက်ကသူကလေဘင်းကိုခွတ်တာအဲ့တော့မင်းတို့အမာတင်ခွတ်တဲ့ကြက်နဲ့လေဘင်းခွတ်တဲ့ကြက်နဲ့အဲ့မှာစကားလေးနည်းနည်းပြောရတယ်ဘာဖြစ်လို့ဆိုသူဒီလိုလေးခွနေမှာတမိုင်3,400လွတ်လွတ်3,400ပေးရဒါပေမဲ့ကြက်ကနည်းနည်းပြော့ပြတယ်အောက်ကြက်က3,400ကိုဦးတော့4လီစားလိုက်တယ်ဘာကြောင့်စားလဲ तू ကအမာကိုတစ်ချက်ထရော तू ကနှုတ်သီးအားနဲ့ဇွတ်အားနဲ့ तू မိုက်ရွဲဆံပြီးဇွတ်နိုင်ပြီးဇွတ်ခေါ်တာအမာကိုတင်ပြီး3ချက်ကိုတစ်ချက်4ချက်ကို2ချက်လောက် तू ကအပေါ်ချက်ကိုကွာခိုင်းပြီးဒါတော့ဟိုချက်ကဖမ်းပြီးလေဘင်းစားတွေးလို့ချင်းဖမ်းပြီးအပေါ်မှာဖမ်းချလိုက်လေဘင်းကိုချကိုယ်ကနေသူဖြစ်သွားတယ်အဲ့ရနဲ့ तू ကဇွတ်နိုင်ပြီးလိုက်ချရတယ်အဲ့မှာစားရတဲ့ချိန်မှာဘာဖြစ်တော့ဆို10ခွန်းနဲ့နောက်တစ်ခါမနေနိုင်လို့10ခွန်းနဲ့လီထပ်သားသေးတယ်နော်6လီရှိသွားပြီအဲ့တော့ဘာလို့ဒီလိုစားလဲတဲ့ဇွတ်နိုင်ပြီးတော့ရှီကအမာတင်ကြနေလို့ပဲတော့တချို့ဆိုဥဆောင်ပြောဟာဒီလူကွာတဲ့ဘာလို့ပဲလောက်စားနေလို့မသိဘူးလေအဲ့တခါခွင်းနဲ့ဘာဖြစ်သွားလို့ဟောတဲ့နဲ့ကိုကြက်ကနေနဲ့အပေါ်ရောက်သွားနော်တဲ့ကလည်းရောက်သွားဒါဆိုဟိုကြက်ကစီးပေးနာလည်းရောက်ဆွဲပြီးတော့လေမင်းနဲ့ကြိုက်ခေါ်တော့ပြလုံးတစ်လုံးဘောက်သူပါသွားအဲ့ရနေနဲ့ခောက်ချိုးပေးနေအဲ့400ပြီးတော့မနေနိုင်လို့တလီထက်သားသေးရဲ့ဘာဖြစ်မလို့ငါပြောတော့ကြက်ကကမ်းမိမယ်လို့နော်သူ့မှာလမ်းတဲ့နေတယ်သူများကိုတွိုက်ယူပြီးတော့ခွတ်နေတော့မယ်သူကတန်မာတော့မယ်မျက်လုံးတစ်လုံးပြက်ထားလွှဲရင်တိုင်ရတစ်စက်မှမရှိဘူးဟုတ်လားအဲ့ရတဲ့ခါဘယ်တော့ပေါက်လို့ဆိုတော့2,500ပေါက်2,500လဲရောက်ဆက်ရေးလိုက်အောင်စားအောင်မယ်အဲ့ရတခါ3,200နဲ့ဟဲ့မနေနိုင်ဘူးနောက်ထပ်3,200 4လီထက်သားထက်လဲထက်စားဒီလူတဲ့ယူနေလားမသိဘူးပဲမဟုတ်ဘူးမင်းတို့ကြက်ကသူဟာမျက်လုံးကမ်းမိမယ်လို့သူ့ရဲ့ရက်တီမှုတွေသူ့ရဲ့သွားလာလှုပ်ရှားမှုတွေသူ့ရဲ့ဇွတ်နိုင်တဲ့ဥစ္စာတွေကတော့ဆောင်နိုင်နေတော့မယ်မျက်လုံးကမ်းတိုင်းဘာမှမဖြစ်ဘူးငါစားတယ်ကွာဆိုအဲ့စားအဲ့ရနဲ့ဒါသူခွင်နဲ့ကိုကြက်ကအပေါ်ရောက်ပြီးနိုင်သွားတယ်ဆိုလိုတဲ့သဘောကတော့ကြက်တကောင်ကနော်မင်းတို့ကောင်ကြီးငါအရင်တောက်6ပြောဘူးပဲမျက်လုံးကိုခွတ်ခေါင်းကိုခွတ်သူဟာရှီကြံနေတဲ့အတွက်ကြောင့်ဒီကြက်ပွဲပြောင်းပြန်လာနိုင်တယ်နော်ဒါဘိုက်တူပေါင်ကိုခွတ်ထားတဲ့ကြက်မဟုတ်ဘူးဘိုက်ပေါင်ကိုခွတ်ထားတယ်ဆိုတော့လန်ရိုးထုံးစံမရှိဘူးဟုတ်လားခေါင်းတော့ကုံတယ်မျက်လုံးတစ်လုံးတော့ကုံနေတယ်နော်အနေထားမပြတ်ပဲနှုတ်တီးဆွဲယူခွတ်နေတယ်ရှီကြံတဲ့အတွက်ကြောင့်မို့ဒီပွဲဥတော်ဒီနေ့နော်အကြိုက်ဆုံးပွဲနဲ့အောင်မြင်နိုင်ခဲ့ပါတယ်လို့ဟုတ်လား